ရေကိုမြားတစ်စင်းလိုဖန်တီးပြီးသားကောင်ကိုပြစ်ခတ်ဖို့ချောင်းမြောင်းနေတာပါဟုတ်ပါတယ်အာချာ fish လို့ခေါ်တဲ့လေးတီတော်ငါးတွေဟာရေအောက်ကနေကုန်းပေါ်ကသားကောင်ကိုတိကျတဲ့ရေစင်ထုတ်မှုနဲ့ပြစ်ချဖမ်းဆီးနိုင်တဲ့အတော်ဆုံးလေးတီတော်ကြီးတွေဖြစ်ပါတယ်ဒီရေတော်တွေနဲ့စမ်းချောင်းလေးတွေရဲ့ရေမျက်နှာပြင်အောက်မှာတော့အန်အောစရာကောင်းတဲ့ပြစ်ခတ်မှုအတတ်ပညာကိုပိုင်ဆိုင်ထားတဲ့အာချာ fish ဆိုတဲ့ငါးလေးတွေရှိနေပါတယ်သူတို့ဟာရေထဲမှာပဲနေထိုင်ကြပေမဲ့သူတို့ရဲ့အဓိကအစာကတော့ရေပေါ်ကတစ်ကိုင်းနေပေါ်မှာနားနေတဲ့ပိုးမွားလေးတွေပဲဖြစ်ပါတယ်။သားကောင်ကိုမြင်ပြီးဆိုတာနဲ့ဒီငါးလေးတွေဟာသူတို့ရဲ့ပါဇက်ကိုပြောင်းတဲ့ဖွဲ့အသုံးပြုပြီးရေစင် water jet ကိုအားပြင်းပြင်းနဲ့ပြစ်ထုတ်လိုက်ပါတယ်။ဒီရေစင်ဟာပြစ်မှတ်ကိုထိမှန်ပြီးရေတွေကိုပြုတ်ကျလာအောင်လှုပ်ဆောင်နိုင်စွာရှိပါတယ်။ Archer fish တွေရဲ့ပြစ်ခတ်မှုဟာပြီးအတော်ဝီးဝီးအထိရောက်ရှိနိုင်တယ်လို့အလွန်လေးတိကျပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကတော့ရေတွေကနေအပြင်ကိုကြည့်တဲ့အခါအလင်းရိုင်မှုကြောင့်မြင်ရတဲ့ပြစ်မှတ်နေရာလွဲမားတတ်ပြီမယ်ဒီငါးလေးတွေဟာအလင်းရိုင်မှုကိုတွက်ချက်ပြီးတကယ်ပြစ်မှတ်နေရာကိုတိကျစွာပြစ်ခတ်နိုင်တဲ့ဉာဏ်ရည်ရှိကြတာပါသူတို့ဟာရေစင်ရဲ့ပမာဏနဲ့အရှိန်ကိုသားကောင်ရဲ့အရွယ်အစားပေါ်မူတည်ပြီးထိန်းညှိနိုင်တယ်လို့ပြစ်ချလိုက်လို့သားကောင်ရေထဲကျလာတာနဲ့တခြားငါးတွေထဲအမြန်ဆုံးရောက်သွားပြီးဖမ်းယူစားတောက်တတ်ကြပါတယ်တဘာဝတရားကဖန်တီးပေးထားတဲ့ဒီလေးတီတော်လေးတွေဟာရေအောက်လောကရဲ့ကျွမ်းကျင်တဲ့စနိုက်ပါသမားလေးတွေပဲဖြစ်ပါတယ်